အားလုံးပဲမင်္ဂလာပါဗျာ Zeno Gaming ကနေပြန်လဲကြိုဆိုပါရစေဒီနေ့မှာတော့အင်မတန်ရဲရင်ပြီးအစွမ်းထက်တဲ့ခန်းစစ်မှုကြီးတူဖြစ်တဲ့ Tigreal ရဲ့ဘဝဆက်ကြောင်းကိုအသေးစိတ်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်Tigreal ကို Monian Empire ကြီးတည်ထောင်ကြတဲ့ကစစ်ဖက်ဆိုင်ရာထူးချွန်သူတွေကိုမွေးထုတ်ပေးခဲ့တဲ့ West မိသားစုမှမွေးဖွားခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ဖခင် Garat က Empire ရဲ့ကာကွယ်ရေးတာဝန်ကိုထမ်းဆောင်ပြီးညီမဖြစ်သူအကကတော့အန္တရာယ်ရှိတဲ့နေဆက်ဒေသတွေမှာတာဝန်ယူရတဲ့စစ်တီတအုပ်ဖြစ်ပါတယ်။ငယ်စဉ်ကတည်းကအတလက်စစ်ရဲတိုင်းမှာစစ်ပညာတားခုတ်ခြင်းနဲ့မြင်းစည်းခြင်းတို့ကိုပြင်းထန်စွာလေ့ကျင့်ခဲ့ရသူဖြစ်ပါတယ်။အသက်16နှစ်အရွယ်မှာတင်နေချားဆောင်တက်များတွင်ပါဝင်ခဲ့ပြီး၄နှစ်အတွင်းမှာပင်ခေါင်းဆောင်မှုကြောင့်စစ်တီများ၏ယုံကြည်မှုကိုရရှိခဲ့ပါတယ်။နောက်ပိုင်းတွင်အလင်းတရား၏သူရဲကောင်းများတပ်ဖွဲ့၏ဒုတိယတရင်မှုဖြစ်တာဝန်ယူ၍မိစ္ဆာများကျူးကျော်လာသည့်စစ်ပွဲကိုဆင်နွှဲခဲ့ရပါတယ်။သို့သောစစ်တေနာပတိချုပ်၏အမှားကြောင့် Tigreal ဦးဆောင်သည့်တရင်မှာဝိုင်းရံပိတ်ဆို့ခြင်းခံခဲ့ရပါတယ်။အထက်မှတက်ဆုပ်ရန်အမိန့်ပေးခဲ့တော်လဲ Tigreal သည်ရဲဘော်ရဲဘက်များကိုပြစ်မထားဘဲတိုက်ခိုက်ခဲ့ရာသူတဦးတည်းသာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။စစ်ပွဲပြီးတွင်အထက်လူကြီးများကအမှားကိုဖုံးကွယ်ရန်တည်ဆုံသွားသောစစ်တီများကိုအပြစ်ဖို့ခဲ့ကြပါတယ်။ထိုလုပ်ရက်ကိုမခံမရက်နိုင်ဖြစ်သဖြင့် Tigreal သည်ယာဒူးအားလုံးကိုစွန့်ပယ်ပြီး Empire မှထွက်ခွာခဲ့ပါတယ်။မြောက်ပိုင်းဒေသများတွင်လှည့်လည်သွားလာရင်းတိုက်ပွဲဆိုသည်မှာအနစ်နာခံခြင်းဖြစ်ကြောင်းနှင့်စစ်မှန်သောသူရဲကောင်းတဦး၏တာဝန်ကိုနားလည်လာခဲ့ပါတယ်။နှစ်ပေါင်းများစွာကြာပြီးနောက် Tigreal သည်ပုံမရင်းချက်သည့်စစ်သူကြီးအဖြစ် Empire သို့ပြန်လာပြီးအလင်းတရား၏သူရဲကောင်းများဖွဲ့ကိုဦးဆောင်ခဲ့ပါတယ်။သူသည်နေ့စဉ်နှင့်အမျှ Empire ၏အမောင်ထုကိုမောင်းထုတ်ကာပြည်သူများကိုကာကွယ်ပေးနေသည့်ခေါင်းဆောင်ကြီးဖြစ်လာခဲ့ပါတယ်။ဒါကတော့ပြည်သူတွေအတွက်အမှန်တကယ်အနစ်နာခံပေးခဲ့တဲ့အလင်းတရားရဲ့စစ်သူကြီး Tigreal ရဲ့ဘဝဆက်ကြောင်းပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုသဘောကျရင် like နဲ့ share လေးလုပ်ပြီးအားပေးခဲ့ကြပါဦးဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။